တွားညှိဖို့အတွက်စဉ်းစားထားတာရှိလားအဲ့ဆိုရင်တွားညှိဖို့အတွက်စဉ်းစားထားတယ်ဆိုရင်တွားတရှင်ရေးဘယ်လိုလုပ်ရမလဲဆိုတာသိထားဖို့လိုမယ်တွားညှိမယ်ဆိုရင်အဓိကအရေးကြီးဆုံးအချက်ကပါလဲတွားတရှင်ရေးကိုဘယ်လိုလုပ်အောင်မလဲဆိုတာအချက်ကြကြတိတက်ဖို့လိုတယ်။ဘာလို့လဲဆိုတော့တကယ်လို့သွားတက်ရှင်းရေးကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင်ကျွန်တော်တို့သွားကသွားဖို့စားတတ်မယ်။ဘာကြောင့်လဲဆိုစားသင်းစားကြံတွေကသွားမှကြံပြီးတော့သွားဖို့စားတာဖြစ်တတ်တယ်။ခံသွင်းပုတ်တာဖြစ်တတ်တယ်။သဖုံးပိုးဝင်တာဖြစ်တတ်တယ်။အများကြီးဆိုးကျိုးတွေဖြစ်တတ်မို့လို့သွားညှိဖို့ညီကိုမောင်နှမတွေစိတ်ကူးရှိတယ်စဉ်းစားထားတာရှိမယ်ဆိုရင်သွားတတ်ရှင်းရေးဘယ်လိုလုပ်ရမလဲဆိုတာတေချာလေ့လာရမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာသွားတတ်ရှင်းရေးကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်ကဒီ water floss အဲ့ဒါကိုသုံးပါတယ်ဘယ်လိုသုံးလဲဆိုတော့ဒီမှာသူ့မှာ power option เนาะအဲ့ဒါကိုဖိလိုက်မယ်ဆိုရင်ဒီမှာနောက်တစ်ခု prep ဖိလိုက်မယ်ဆိုရင်နောက်တစ်ခုသူက strong ဘက်ကိုရောက်သွားပါတယ်နောက်တစ်ခုဆိုရင်သူက pop အဲ့လို pop ဘက်ရောက်ပါဘယ်လိုတော့အောင်လဲဒီသွားလေးမှာဟိုတော့လေဒါသွားချလေးထဲမှာပေါ့နော်အဲ့လိုဖိလိုက်ရုံပါပဲအဲ့ဆိုရင်ရေက pressure နဲ့ PR နဲ့သွားချလေးထဲမှာပြပန်းဝင်သွားတာနဲ့သူကသွားထဲမှာကြံရှိနေတဲ့ကိုစားသွင်းစားကြံတွေကိုသူကထွက်ကြလာမှာဖြစ်ပါတယ်ဟုတ်ပြီဒါပထမအဆုံးစေးကျွန်တော်က water floss ဒီပန်းပေါ့နော်အဲ့ဒါကိုသုံးပါတယ်ဟုတ်ပြီဒုတိယမှာဆိုရင်ကျွန်တော်က internet brush ကိုသုံးပါတယ်ဒီမှာ internet brush ကိုသုံးပါတယ် internet brush ကိုဘယ်လိုဘာကြောက်သုံးလဲဆိုတော့ကျွန်တော်သွားညှိထားချိန်မှာဒီအသုံးလေးတွေကြားမှာအစားသွင်းစားကြံတွေညှက်တက်ပါတယ်ဒီတိုင်းဒီပုံမှန်သွားတပုတ်တန်နဲ့ဆိုရင်တိုက်ရင်မပြောင်းတတ်ဘူးပေါ့နော်ပြောင်းဖို့လည်းခက်တဲ့အတွက်အဲဒါကြောင့်ဒီ internet brush ဒီအထဲမှာတိုက်ချွတ်လို့ရတဲ့တပုတ်တန်ပုံစံမျိုးပေါ့နော်အဲ့ဒါဝယ်ထားဖို့လိုပါတယ် Shopee မှာလည်းမှာလို့ရပါတယ်ဒီမှာဘယ်လိုသုံးလဲဆိုတာရင်ဒီလိုမျိုးဒီအောက်ကနေအပေါ်ကနေအောက်ကောအောက်ကနေပေါ်ပေါ်ကနေအောက်ကိုညာချားလေးညာရရအထဲရအောက်မှာလည်းဒီလိုပဲမျိုးသုံးပေးရမှာဖြစ်ပါတယ်ဒီကျွန်တော်ကအရှေ့ပိုင်းပဲပြပါအနောက်ပိုင်းလေးကိုဒီလိုမျိုးအဲ့ထက်မှာကတ်နေမယ်ဆိုရင်ဒီဟာနဲ့နှိုက်ချွတ်ပြီးတော့ပေါ့နော်တကယ်ကိုပုတ်တိုက်ပြီးတော့ဒီစားသွင်းစားကြံတွေအကုန်လုံးရှင်းထုတ်ရမှာဖြစ်ပါတယ်စားပြီးတိုင်းလှုပ်ပေးဖို့လိုအပ်ပါတယ်ခင်ဗျနောက်တစ်ခုကတော့ကျွန်တော်ကဒီကနည်းနည်းကြီးတဲ့ brush ပေါ့နော်ကျွန်တော်နောက်တစ်ခုဆိုကျွန်တော်ကတေးလေးပေါ့နော်ဒီ test site သေးတဲ့ဟာဆိုခါကြရင်တွားညှိထားခြင်းမှာတွားကျဲတာနှုံးမတူပေါ့နော်ခါကြဒီနားလေးမှာတွားစိတ်တယ်ဒီနားမှာတွားကျဲရဆိုတော့အရန်တွားစိတ်နေတဲ့နေရာမှာဒီလိုမျိုးဒီအကြီးနဲ့ဆိုရင်မဝင်ဘူးပေါ့အရန်နာတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ site သေးလေးနောက်တစ်ခုပြန်ပြီးတော့ဝယ်ထားပါတယ်ငါဆိုတကယ်ချင်းတဲ့နေရာဒီနားမှာချင်းစနေရာလေးဒီထက်ချင်းတဲ့နေရာလေးကအဲ့လိုရအောင်ပေါ့နော်ဒါနောက်ထပ် site သေး internet brush ပါ site သေးဟာပါနောက်တစ်ခုကြတော့ကျွန်တော်ကဒါလေးနဲ့ site ကြီးဟာဒီကသွားမျက်နှာပြင်ဒီကြားမှာကျွန်တော်ပုတ်တိုက်ချင်တော့ဒါသုံးတဲ့အခါမှာကျွန်တော်သွားတိုက်ဆေးလေးနဲ့ထိပ်ပြီးသုံးတယ်ဒီမှာလဲဆိုဒီနာဒီကားရဲ့မျက်နှာပြင်အချွတ်ချင်တယ်သုံးနေရတူပဲအရင်ကဒီ3ခုလုံးပဲပေါ့နော်ဘာဆိုအပေါ်ကနေအောက်ကိုချလိုက်တယ်ဒီကြားထဲမှာပေါ့နော်ပုတ်တိုက်ချလိုက်တာဒီကြားထဲမှာအဲ့ဒါဒီအကြီးကြတော့ကျွန်တော်ကဒီသွားမျက်နှာပြင်ကိုပိုဦးစားပေးပြီးတုံးတာပေါ့နော်သွားတိုက်ဆေးလေးတုံးပြီးတော့ကျွန်တော်ပုတ်တိုက်ပေးပါတယ်ဒီကားကျတော့သွားကျင်းသွားကြံတယ်ကျွန်တော်တိုက်ထုတ်လိုက်ရပေါ့ဒီကြားအတွင်းမှာပေါ့ဒီအားလုံးသွားကျင်းသွားကြံတယ်စားသွင်းစားကြံတယ်သွားတင်သွားကြံပေါ့စားသွင်းစားကြံတယ်
အကုန်လုံးထိုက်ချွတ်ပြီးွားတဲ့အခါကြရင်ပေါ့နော်ဒီဒါကိုလေးကိုကျွန်တော်သွားတိုက်ဆေးနဲ့သုံးပြီးတော့ဒီသွားမျက်နှာပြင်ပေါ့နော်သွားတပုတ်တန်နဲ့ဝင်လို့မရတဲ့သွားမျက်နှာပြင်ကိုเนาะဒီမဲပြီးညစ်ပြီးမရှိနေရအောင်ဝါပြီးမရှိနေရအောင်အဲ့ဒါကိုပြန်ပြီးတိုက်ချွတ်ပေးပါတယ်နောက်ဆုံးကြတော့ဒီဒါ flossing ဒါလေးတော့ဘာလို့ဆိုဒီနားထဲမှာဆိုဝင်ရခက်တဲ့ဒါဆိုဒါလေးနဲ့ပေါ့နော်flossing လုပ်ပေးရပါတယ်ဒါလေးတကယ်အရေးကြီးဆုံးဟိုဘယ်လိုပြောမလဲလှုပ်စင်တစ်ခုထဲကပါအရင်ရေးကြည့်ပါတယ်နောက်ပိုင်းဒါကိုကျွန်တော်တပုတ်တန်နဲ့သွားတိုက်ပါတယ်ဘယ်လိုတိုက်ရမလဲဆိုတော့ဒီသွားကို brace ထပ်ထားရင် circular motion နဲ့တိုက်ရတယ်ဒီ45 degree acceleration နဲ့အောက်ကလေးပြလို့ရတယ်40ပြီးတော့ဒီ raise နာနော်အဲ့ဒါတိုက်ရပါသွားတိုက်တဲ့အခါမှာဆိုအရန်ကြမ်းတန်းတိုက်စရာမလိုပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကြမ်းတန်း brush တွေမှာသုံးမယ်ဆိုရင်ကျွန်တော်တဖုံးတွေကသွားတွေကျွတ်ကြနိုင်ဖြစ်ပါကျွတ်ကြလို့တဖုံးပေါ်ကသွားတဖုံးကအရှိဟိုသွားအောက်ကိုကျွတ်ကြပြီးဒီမှာသွားတဖုံးပေါ်တဲ့ပုံစံရဲ့ကျွန်တော်ဖြစ်တယ်ဘယ်လိုရဆောက်အောက်ကြပြီးတော့လေအဲ့လိုမျိုးတဖုံးအဲ့လိုမျိုးဟိုဖုံးကြမ်းမရေမကောင်းဖုံးထိတာပေါ့နော်အဲကြောင့်သွားတိုက်တဲ့အခါကျရင်ကြမ်းတန်းသွားတိုက်စရာမလိုဘူးဖြည်းလေးနဲ့မှန်ပေါ့နော်ဖွားလေးတိုက်ပေးရပါတယ်ကြာလေးပေါ့နော်ချင်းကြာလေးတိုက်ပေးရပါတယ်ဟုတ်နောက်ဆုံးစီကြကျွန်တော် tongue brush ပေါ့နော်အဲ့ဒါလည်းအရင်ရေးကြည့်ပါတယ်အာဘုတ်စော်မနန်ရဖို့အတွက် tongue brush ကိုသုံးသည့်ပါတယ်သုံးရမှာဖြစ်ပါတယ်ပန်းရောင်တန်းတဲ့ tongue ပန်းရောင်တန်းတဲ့ရှာရဖို့အတွက်ဒီ tongue brush ကိုသုံးပါအားလုံးပြီးတာနဲ့ဖလုတ်ချင်းမယ်ကာသုံးအဲ့လိုဖလုတ်ချင်းရေနဲ့ဖလုတ်ချင်းလိုက်ရင်တကယ်ကိုအရန် fresh hygiene တတ်ရှင်းတဲ့ခံတွင်းတတ်ရှင်းတဲ့တွားတတ်ရှင်းတဲ့ဒီတွားကျမ်းမာရေးကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye